ကဘာနဲ့အဝမ်းစစ်ပွဲတွေဖြစ်ပွားတဲ့အရက်မှာအမျိုးသမီးတွေဟာလိင်ဆိုင်ရာအကြမ်းဖက်မှုအမျိုးမျိုးနဲ့နေ့စဉ်နဲ့အမျှကြုံတွေ့နေရပါတယ် As many as 64,000 in Sierra Leone and over 40,000 in the Bosnia and Herzegovina war. 4,500 in a single province of the Democratic Republic of the Congo in just 6 months. And every day, hundreds of women are raped in Darfur. ဒီအခြေအနေတွေကိုရပ်တန့်ဖို့အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမျိုးသမီးတွေဦးဆောင်တဲ့နိုင်ငံတကာအမျိုးသမီးတို့ညီလာခံတစ်ရက်ကိုကျင်းပပြီးတော့ဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။ကနေဒါနိုင်ငံမွန်ထရီယယ်မြို့အနီးကမွန်တဘဲလိုမြို့မှာမေလ23ရက်နေ့ကနေ25ရက်နေ့အထိ3ရက်ကြာကျင်းပခဲ့တဲ့ညီလာခံကိုနိုင်ငံပေါင်း40ကအမျိုးသမီးခေါင်းဆောင်တွေအမျိုးသမီးအရေးလှုပ်ရှားသူတွေနဲ့နေပယ်အသီးသီးကကျွမ်းကျင်သူတွေစုစုပေါင်း120တက်ရောက်ပြီးတော့ဆွေးနွေးခဲ့ကြပါတယ်။ Women have come from 40 countries around the world to discuss the horrors of rape as a weapon of war and ending them. တိုက်ပွဲတွေဖြစ်ပွားနေတဲ့အရက်မှာအမျိုးသမီးတွေကိုမဒိန်းကျင့်တဲ့လုပ်ရက်ကိုလက်နက်တစ်ခုအနေနဲ့စနစ်တကျအသုံးပြုနေတာကိုတွေ့ရပြီးတော့စစ်တပ်နဲ့မပတ်သက်တဲ့အမျိုးသမီးတွေကိုအခုလိုအကြမ်းဖက်တိုက်ခိုက်နေတဲ့လုပ်ရက်ဟာကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုချင်းချောက်နေတဲ့အကြောင်းနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဂျိုဒီဝီလျံစ်ကပြောဆိုသွားပါတယ်။အလားတူပဲနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါက်တာရှီရင်အီဘာဒီနိုဘယ်ငြိမ်းချမ်းရေးဆုရှင်မီရက်မက်ဂွိုင်တို့ကလည်းဒီလိုစစ်ရာဇဝတ်မှုတွေကိုရပ်တန့်ဖို့အတွက်နိုင်ငံအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေလူမှုအဖွဲ့အစည်းတွေကအလေးအနက်လှုပ်ဆောင်ရမှာဖြစ်တယ်လို့ပြောဆိုပါတယ်ဒီကနေ့စစ်မဲ့ဖြစ်ပွားနေတဲ့အရက်မှာအမျိုးသမီးတယောက်ရင်ဆိုင်နေရတဲ့အန္တရာယ်ဟာစစ်သားတယောက်ရင်ဆိုင်ရတဲ့အန္တရာယ်ထက်ပိုပြီးကြီးမားတာကိုတွေ့ရပြီးတော့တိုက်ပွဲတွေမရှိပေမဲ့နိုင်ငံရေးမတည်ငြိမ်တဲ့ဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံတွေမှာလည်းအမျိုးသမီးတွေဟာလိင်ဆိုင်ရာအကြမ်းဖက်မှုအပါအဝင်အကြမ်းဖက်မှုအမျိုးမျိုးနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုနိုင်ငံအသီးသီးကတက်ရောက်လာတဲ့အမျိုးသမီးရေးကျွမ်းကျင်သူတွေကတင်ပြဆွေးနွေးသွားခဲ့ပါတယ်။စစ်မဲ့တွေဖြစ်ပွားနေတဲ့မြန်မာနိုင်ငံတိုင်းရင်းသားဒေသမှာအစိုးရတပ်ရဲ့စစ်ရာဇဝတ်မှုတွေ Systematic human rights abuses against the people of Burma, particularly in the ethnic areas and against the women. ကွန်ဂိုဆူဒန်ကိုလံဘီယာအစရှိတဲ့နိုင်ငံတွေကအခြေအနေတွေကိုလည်းဒေသခံတွေကိုယ်တိုင်လာရောက်တင်ပြဆွေးနွေးခဲ့ပါတယ်။အလားတူပဲစစ်မဲ့မဖြစ်ပွားပေမဲ့အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုအမျိုးမျိုးကျူးလွန်နေတဲ့အကြောင်းအိန္ဒိယနိုင်ငံမဏိပူပြည်နယ်မက္ကဆီကိုနိုင်ငံအီရန်နိုင်ငံအစရှိတဲ့နိုင်ငံတွေကအခြေအနေတွေကိုလည်းလာရောက်တင်ပြဆွေးနွေးသွားခဲ့ပါတယ်။ဒီညီလာခံကိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကလည်းဗီဒီယိုနဲ့သတင်းစကားပေးပို့ပါတယ်။ Rape is used in my country as a weapon against those who only want to live in peace, who only want to assert မြန်မာနိုင်ငံမှာငြိမ်းချမ်းစွာနေလိုကြသူတွေသူတို့ရဲ့အခြေခံလူအခွင့်အရေးကိုသာတောင်းဆိုနေသူတွေကိုစစ်တပ်ကမဒိမ်းမှုကိုလက်နက်တစ်ခုအနေနဲ့အသုံးပြုနေတဲ့အကြောင်းတိုင်းရင်းသားပြည်သူတွေကိုအနိုင်ကျင့်ချင်းချောက်ဖို့အတွက်အသုံးပြုနေတဲ့အကြောင်းဒါဟာနိုင်ငံတွင်းကပြည်သူတွေကိုတွေးကွဲအောင်လုပ်တဲ့လှုပ်ဆောင်ချက်သာဖြစ်တယ်လို့ပြောဆိုပါတယ် Every case of rape divides our country. I so regret that I cannot be with you there. But I wish to express my full support. အလားတူပဲညီလာခံကိုကိုယ်တိုင်ပတက်ရောက်နိုင်တဲ့အမေရိကန်နိုင်ငံကကမ္ဘာအမျိုးသမီးရေးရာတန်အမတ်ကြီး Miss Melina Verveer နဲ့ကင်ညာနိုင်ငံကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်တဲ့ဝမ်ဂရီမက်သာယီတို့ကလည်းဗီဒီယိုသတင်းလွှာတွေကိုအသီးသီးပေးပို့ခဲ့ကြပါတယ်။ People who work for peace, it is extremely important for us to look for ways in which we can preempt the တခါတလေကျွန်တော်တို့စိုးရတာဟုတ်လားဆိုတော့ကျွန်တော်တို့အမျိုးသမီးအကြောင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့တိုင်းရင်းသားအကြောင်းကတခါတလေမိတာအဲ့လိုမျိုးတော့စိုးရင်တယ်ဒါပေမဲ့ကျွန်တော်မျိုး conference လာတဲ့အချိန်သူကတကယ်ကဘာလို့တီးအောင်ပေါ့နော်ပြောပြရတယ်လေအဲ့ဒါကျွန်တော်တို့တအားဝမ်းသာတယ်ပြီးတော့ဒေါ်စုကိုရှိလို့ကျွန်တော်တို့နိုင်ငံကတကဘာလို့တီးလာအောင်ဒီအဲ့ဒါဆိုကျွန်တော်တို့အရင်ဝမ်းသာတယ်3ရက်ကြာညီလာခံအပြီးမှာတော့ကဘာနဲ့အဝမ်းစစ်မဲ့ဒေသတွေမှာဖြစ်ပွားနေတဲ့မဒိမ်းမှုတွေရပ်တန့်ရေးအတွက်နီလန်ပေါင်းစုံနဲ့တာစီလှုပ်ဆောင်သွားကြဖို့အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကိုကူညီဆောင်ရွက်ပေးကြဖို့တက်ရောက်လာသူအမျိုးသမီးအားလုံးကဆုံးဖြတ်ခဲ့ကြပါတယ်ရှင်။